တခါတော့ဖြောင်းစင်းတဲ့ကိုလုံးလေးနဲ့နံပါတ်1ကလေးရှိတတ်တယ်နံပါတ်1ကလေးဟာပန်းညံတဲ့ခုံနှန်းရှည်လေးပေါ်မှာတရားအောက်ထဲအဖော်မရှိတော့အထီးကျန်စွာထိုင်းနေပါတယ်တို့နဲ့နံပါတ်1ကလေးဟာလမ်းလျှောက်ထွက်လာရင်သူ့လိုပဲတစ်ခုတည်းရှိတာကိုလိုက်ကြည့်တယ်တကယ်တော့သူကအဖော်ရှာဖို့အတွက်ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေတာပါနံပါတ်1ကကောင်းငင်ကြီးကိုမော့ကြည့်တယ်ကောင်းငင်မှာနေမင်းကြီးတစ်စင်းတာယာစွာတာနေတာကိုတွေ့သွားတယ်ဟိုးကောင်းငင်မှာနေမင်းကြီးကလည်းတစ်စင်းနဲ့ပဲဒီလိုနဲ့နံပါတ်1ကလေးပြုံးသွားတာပေါ့လမ်းမေးရပန်းကင်းလေးထဲမှာအရန်လှတဲ့ပန်းမွင်လေးတစ်ပွင့်ကလည်းလေထဲမှာရိမ့်ရွက်နေတယ်ဒီလှပတဲ့ပန်းကလေးကလည်းတစ်ပွင့်နဲ့ရှိရပါလားနံပါတ်1ကလေးပျော်သွားပြန်ပါပြီနံပါတ်1ကလေးကအိမ်ကလေးတစ်လုံးရှိကိုရောက်သွားပြန်တယ်အိမ်ရှိမှာခွေးလေးတစ်ကောင်အမိနှံ့နေတာကိုတွေ့လိုက်ရတယ်တစ္ဆာရှိတဲ့ခွေးလေးဆိုတာလည်းတစ်ကောင်လေးပါပဲနံပါတ်1ကလေးကလည်းပျော်သွားပြန်ပါပြီနံပါတ်1ကလေးဟာသူတယောက်တည်းမဟုတ်ဘူးဆိုတာသိသွားပြီးပျော်ပျော်ရွှင်ရွှင်နဲ့အကခုံနေပါတော့တယ်အခုဆိုရင်နံပါတ်1ကလေးဟာသူတယောက်တည်းမဟုတ်တော့ပါဘူးသားမီမီတို့စီမှာရောတခုတည်းရှိတာဘာတွေရှိလဲသားမီမီတို့ရေလောကကြီးမှာဘယ်သူမှအထီးမကျန်ပါဘူးကွယ်အားလုံးမှာတငယ်ချင်းတွေရှိကြပါတယ်ကဲနောက်ထပ်နံပါတ်1ကတော့တငယ်ချင်းတွေကိုရှားတွေ့သွားပြီနောက်ထပ်နံပါတ်2ကရောဘယ်သူနဲ့တွေ့ဦးမှာလဲဆက်ဆောင်ကြည့်ပေးပါဦးနော်